မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသားနေအကုန်လုံးပေါ့နော်ရေးကြီးတည်င်းပါခင်ဗျာနော်တော်တော်ရေးကြီးပါတယ်တော်တော်လေးရေးကြီးလို့ပါနော်ရေးမကြည့်ကျွန်တော်မတင်ပါဘူးခင်ဗျာနော်အဲ့ဒါတအားရေးကြီးလို့ပါအကုန်လုံးအမြန်ကြီးရှက်ပေးပါနော်ကျွန်တော်ပြောပြီးလို့ရှိရင်အမြန်ကြီးရှက်ပေးကြပါကြံတဲ့လူနေပါသိသွားအောင်နော်ကျွန်တော်တို့မြန်မာနိုင်ငံသားနေနော်ဒုက္ခရောက်မှာကြောက်လို့ကျွန်တော်အခုပြောပေးတာနော်အခုထိုင်းနိုင်ငံအစိုးရကြော်ညာလာတာပေါ့နော်နော်အဲ့ဒါကိုကျွန်တော်အရှိနာပေးနာထားမယ်ကျွန်တော်အရှိပေးနာထားမယ်နော်နားထောင်ပြီးလို့ရှိရင်ထိုင်းစကားတက်တဲ့လူတော့သူတို့သိသွားမှာထိုင်းစကားမတက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ကျွန်တော်မြန်မာလူနဲ့ပြန်ပြီးဖြည့်ပေးပါမယ်နော်ထိုင်းစကားတက်တဲ့လူတွေကြတော့နားထောင်သွားပါခင်ဗျနော်ထိုင်းစကားမတက်တဲ့လူတွေကြတော့ကျွန်တော်မြန်မာလူနဲ့ဖြည့်ပေးမှာတစ်ချက်တော့နားထောင်လိုက်ပါခင်ဗျနော်เตือนตอนนี้เลยครับเบอร์แปลก อย่ารับเด็ดขาดครับโดยทางตำรวจได้เปิดเผยเบอร์โทรศัพท์ที่มิจฉาชีพขึ้นต้นด้วยเบอร์เหล่านี้ครับอย่ารับสายเขานะหากรับสายเงินของท่านหายหมดบัญชีแน่เอามาดูกันหน่อยว่าเบอร์อะไรบ้างนะเรียกว่าเป็นกระแสที่กลายเป็นไวรัลอย่างมากอยู่ในขณะนี้นะครับหลังจาก Facebook ของตำรวจสอบสวนกลางได้โพสต์ข้อความเปิดเบอร์โทรศัพท์มิจฉาชีพที่ขึ้นต้นด้วยเบอร์นี้ห้ามรับสายเด็ดขาดหลังมีแก๊ง call center ออกระบาดเนี่ยหลอกลวงกันเต็มที่เลยสร้างความเดือดร้อนประชาชนอย่างไม่หยุดไม่หย่อนนะฮะโดยเพจตำรวจสอบสวนกลางบอกแบบนี้ว่ามีสายเรียกเข้าขึ้นต้นด้วยเบอร์นี้อย่ารับสายหากได้รับสายจากเบอร์ที่ขึ้นต้นด้วยเลขต่อไปนี้คือมีเครื่องหมายบวกตามด้วย697หรือบวก698และบวก666นั่นหมายถึงสายจากมิจฉาชีพที่ใช้ระบบ VoIP โทรเข้ามาจากต่างประเทศครับซึ่งเรื่องนี้ทางกสทช.ได้กำหนดให้โอเปอเรเตอร์ล็อกไว้เลยครับถ้าโทรแบบนี้มาต้องขึ้นรหัสให้ทราบทันทีเนาะအဲ့ဒါကျွန်တော်အခုမြန်မာလူနဲ့ဖြည့်ပေးပါမယ်ခင်ဗျာနော်ထိုင်းစကားတက်တဲ့လူတွေကကြတော့နားထောင်သွားပါခင်ဗျာအရေးကြီးလို့ပါခင်ဗျာနော်ထိုင်းစကားနားလေတဲ့လူတွေကတော့အခုတော့သူတို့နားထောင်ပြီးသူတို့သိသွားမှာပေါ့နော်အဲ့ဒါထိုင်းစကားမတက်တဲ့လူတွေခင်ဗျာနော် share ပေးကြပါနော်ကျွန်တော်အခုအဲ့ဒီ line ထဲမှာအခုကျွန်တော်ပြောနေတဲ့ဖုန်းနံပါတ်ထိုင်းအစိုးရကြော်ညာလိုက်ပါတယ်ခင်ဗျာနော်ဒီဖုန်းနံပါတ်နဲ့ဆက်လာတယ်လို့ရှိရင်လောဝကိုဖုန်းမကိုက်ပါနဲ့ခင်ဗျာနော်လောဝဖုန်းမကိုက်ပါနဲ့အဲ့ဒီဖုန်းနံပါတ်ကြတော့ဒီထိုင်းရဆက်တာမဟုတ်ဘူးနော်တခြားနိုင်ငံကြီးဆက်လာတဲ့ဖုန်းနံပါတ်နေဖြစ်ပါတယ်ခင်ဗျာနော်အရှိမအဲ့ဒီဖုန်းနံပါတ်နဲ့ပေါင်းထားတဲ့ဖာနဲ့ဒီဖုန်းနံပါတ်နဲ့ပါလာလို့ရှိရင်အဲ့ဒီဖုန်းနံပါတ်ကိုကင်လိုက်လို့ရှိရင်ကိုပိုက်ဆံနေကိုဖုန်းထဲမှာရှိတဲ့ပိုက်ဆံနေအကုန်လုံးသူတို့ကဖြတ်သွားမှာပါအဲ့ဒီလိုသူတို့လောက်ထားတယ်နော်ကြားဖြတ်နေသူတို့အဲ့ဒီလိုလောက်ထားပါတယ်ခင်ဗျာနော်အဲ့ဒီဖုန်းနံပါတ်နဲ့သွားကင်မိနိုင်လို့ရှိရင်ကိုဖုန်းထဲမှာရှိနေတဲ့ပိုက်ဆံနေနော်သူတို့ကခိုးသွားပါမယ်ဖြတ်သွားပါမယ်နော်အဲ့ဒါကြောင့်ဒီဖုန်းနံပါတ်နဲ့ကင်ဆက်လာတဲ့တွေးလို့ရှိရင်လုံးဝကိုမကင်ပါနဲ့နော်ဖြတ်တော့ပြပါလုံးဝကိုမကင်ပါနဲ့သူတို့နေကအခုကကြားဖြတ်နေကတအားများတယ်ဗျာနော်ဒီကြားဖြတ်နေကဒီထိုင်းမှာရှိတာမဟုတ်ဘူးတခြားနိုင်ငံကြီးလောက်လာတာနော်အဲ့ဒီနံပါတ်နေ3မျိုးအဲ့ဒီဖုန်းနံပါတ်3လုံးဝကိုမကြိုက်ပါနဲ့နော်ရေးကြည့်လို့ပါနော်အခုကျွန်တော်ပြောပေးတာရေးကြည့်လို့နော်ရေးမကြည့်ရင်ကျွန်တော်မပြောပေးပါဘူးတအားရေးကြည့်လို့ပါခင်ဗျာနော်တတိထားကြပါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားနေရှိတဲ့ပိုက်ဆံလေးနေစုထားတဲ့ပိုက်ဆံလေးချွေးနေစာနဲ့ရှာထားတဲ့ပိုက်ဆံလေးတွေကိုဘာမှမပတ်သက်နဲ့ဘာမှမဆိုင်တဲ့လူနေကြားဖြတ်အဖွဲ့အစည်းတွေကယူသွားမှခိုးသွားမှကြောက်လို့ကျွန်တော်အခုလိုမျိုးတက်ပြောပေးပါတယ်ခင်ဗျာနော်ထိုင်းအစိုးရလည်းကြော်ညာထားတယ်နော်ထိုင်းတတင်းကလည်းကြော်ညာထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကလည်းပြန်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ကျွန်တော်ပြန်ပြီးတော့ကြော်ညာပေးပါတယ်ခင်ဗျာနော်တတိထားကြပါခင်ဗျာ YB တော့လည်း share ပေးကြပါခင်ဗျာနော်ကျေးဇူးများတင်ပါတယ်ခင်ဗျာ